ဝင်ကိုစီမံပေးနေတဲ့အဆက်အသွယ်တစ်ယောက်ဖြစ်ပါတယ်။ဒဏ်ရာတွေကြောင့်အားကုန်နေတဲ့ဒေဂျိုဟာမကြခင်မှာပဲသတိလစ်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးရဲ့စောင့်ရှောက်မှုကြောင့်ဒေဂျိုဟာတဖြည်းဖြည်းပြန်ကောင်းလာခဲ့ပါတယ်။ဒေဂျိုကနောက်ဆုံးတော့အိမ်ပြန်နိုင်ပြီလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲနောက်ထပ်အထုပ်တစ်ခုရောက်လာခဲ့ပါတယ်။အထဲမှာတော့နောက်ဆုံးတာဝန်တစ်ခုရှိနေခဲ့ပါတယ်။သူ့တာဝန်ကတော့ခိုးယူခံထားရတဲ့စိန်တွေကိုပြန်ယူလာဖို့ဖြစ်ပါတယ်။အထက်လူကြီးတွေကဒီတာဝန်ပြမြောက်ရင်သူ့ညီမလေးနဲ့ပြန်တွေ့ခွင့်ရမယ်လို့ကတိပေးခဲ့ပါတယ်။ဒေဂျိုအတွက်တော့သူ့ညီမလေးကအရေးကြီးဆုံးအရာဖြစ်တာကြောင့်မဆိုင်မတော်ပဲတာဝန်ကိုလက်ခံလိုက်ပါတယ်။ဒါပေမဲ့သူမသိသေးတာကဒီနောက်ဆုံးမရှင်ဟာသူ့ဘဝရဲ့အခက်အခဲဆုံးတိုက်ပွဲဖြစ်လာတော့မယ်ဆိုတာပါ။နောက်ဆုံးတာဝန်ကိုလက်ခံပြီးနောက်ဒေဂျိုဟာခိုးယူခံထားရတဲ့စိန်တွေကိုပြန်ယူဖို့စတင်ခဲ့ပါတယ်။သူရရှိထားတဲ့သတင်းအချက်အလက်အရစိန်တွေဟာစိန်ရောင်းဝယ်ပြုလုပ်တဲ့နေရာတစ်ခုမှာရှိနေခဲ့ပါတယ်။ဒေဂျိုဟာသတ်မှတ်ထားတဲ့နေရာကိုရောက်လာပြီးလုံခြုံရေးတွေကိုတိတ်တဆိတ်ဖယ်ရှားဖို့ပြင်ဆင်ခဲ့ပါတယ်။အတန်မထွက်တဲ့တနက်ကိုအသုံးပြုပြီးဝင်ပေါက်မှာရှိတဲ့အဆောင်နှစ်ယောက်ကိုချက်ချင်းရှင်းပစ်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့လှုပ်ရှားမှုကိုမကြခင်မှာပဲရန်သူတွေသတိထားမိသွားခဲ့ပါတယ်။စိန်ရောင်းဝယ်လုပ်နေတဲ့အစီအစဉ်ဟာချက်ချင်းရပ်တန့်သွားခဲ့ပါတယ်။လူတစ်ယောက်ကဘာဖြစ်နေလဲဆိုတာစုံစမ်းဖို့ထွက်လာခဲ့ပေမဲ့ဒေဂျိုကအဲ့ဒီအချိန်မှာပဲပျောက်ကွယ်သွားခဲ့ပါတယ်။အားလုံးကဒေဂျိုကိုရှာဖွေနေချိန်မှာရုတ်တရက်လက်ပစ်ပုံတစ်လုံးကလူအုပ်ကြားထဲကျလာခဲ့ပါတယ်။ခဏအကြာမှာပဲကြီးမားတဲ့ပောက်ကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီပောက်ကွဲမှုကြောင့်အဖွဲ့ခေါင်းဆောင်တစ်ယောက်ချက်ချင်းတိတ်ဆုံးသွားခဲ့ပါတယ်။ကျန်ရစ်သူတစ်ယောက်ကတော့အခွင့်အရေးယူပြီးစိန်တွေထည့်ထားတဲ့လက်ဆွဲအိတ်ကိုယူကာထွက်ပြေးခဲ့ပါတယ်။သူ့နောက်ကိုဒေဂျိုလိုက်လာမယ်ဆိုတာသိထားတာကြောင့်သူဟာအဆောက်အုံရဲ့လေဝင်လေထွက်ပိုက်တွေထဲမှာပုန်းနေခဲ့ပါတယ်။ဒါပေမဲ့ဒေဂျိုကိုတော့လှည့်စားလို့မရခဲ့ပါဘူး။သူဟာအဲ့ဒီလူရဲ့နေရာကိုချက်ချင်းရှာတွေ့ပြီးစိန်တွေကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။မစ်ရှင်ပြီးဆုံးသွားတဲ့နောက်ဒေဂျိုဟာအိမ်ပြန်ဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့မထွက်ခွာခင်သူ့အတွက်အရေးကြီးတဲ့လူနှစ်ယောက်ကိုသတိရခဲ့ပါတယ်။သူ့ညီမလေးအတွက်လက်ဆက်တဲ့အသီးတွေဝယ်ခဲ့ပါတယ်။ပြီးတော့သူ့တန်ရာတွေကိုကုသပေးခဲ့တဲ့အသက်ကြီးအမျိုးသမီးအတွက်ရွေးထွေးတဲ့အင်ဂျီတစ်ထည်ဝယ်ခဲ့ပါတယ်။ဒါဟာသူမရဲ့ကျင်နာမှုအတွက်ကျေးဇူးတင်ကြောင်းပြသတဲ့နည်းလမ်းတစ်ခုပါ။ဒေဂျိုဟာအဲ့ဒီအမျိုးသမီးကိုနှုတ်ဆက်ပြီးနောက်ဆုံးအကြိမ်ဖြစ်ဟီယန်စီသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအခြေရေးမဟုတ်ပေမဲ့အခက်အခဲတွေကြားမှာတယောက်ကိုတယောက်အားပေးခဲ့ကြတဲ့မိတ်ဆွေကောင်းတွေဖြစ်လာခဲ့ပါတယ်။ဒေဂျိုကတော့သူမကိုတိတ်တဆိတ်နှုတ်ဆက်ခဲ့ပါတယ်။မကြခင်မှာပဲသူဟာထွက်ခွာရာနေရာကိုရောက်လာခဲ့ပါတယ်။အဲ့ဒီမှာသူ့အဆက်အသွယ်ကပြုံးပြီးပြောခဲ့ပါတယ်။အရာအလုံးအစီအစဉ်တိုင်းဖြစ်ရင်မနှက်ဖြန်မင်းပြုံရံမှာမနှက်စာစားနေလိမ့်မယ်လို့ပြောခဲ့ပါတယ်။နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဖြစ်ဒေဂျိုဟာသူ့ညီမလေးနဲ့ပြန်တွေ့ရတော့မယ်လို့တကယ်ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်ဟာခဏအတွင်းမှာပဲပျက်စီးသွားခဲ့ပါတယ်။ရုတ်တရက်သူ့အဆက်အသွယ်ကဒေဂျိုကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ဒေဂျိုဟာနာကျင်သွားပေမဲ့ချက်ချင်းပြန်တိုက်ခိုက်ပြီးအဲ့ဒီလူကိုအနိုင်ယူလိုက်ပါတယ်။သူကအံ့ဩစွာနဲ့မေးခဲ့ပါတယ်။ဘာကြောင့်လဲ။ငါတို့ကတစ်ဖက်တည်းကလူတွေမဟုတ်ဘူးလား။ဒါပေမဲ့အဲ့ဒီလူကအေးဆက်စွာပြန်ဖြေခဲ့ပါတယ်။ဒေဂျိုဟာလူတွေကိုယုံလွယ်လုံးတယ်လို့ပြောခဲ့ပါတယ်။ပြီးတော့ကြောက်စရာအမှန်တရားကိုဖော်ပြခဲ့ပါတယ်။လှုပ်ဝက်အေဂျင့်တွေဟာတာဝန်ပြီးဆုံးပြီးနောက်အိမ်ပြန်ခွင့်မရှိကြပါဘူး။သူတို့ဟာအစကတည်းကစွန့်ပစ်ခံရမယ့်ကိရိယာတွေလိုသတ်မှတ်ခံထားရတာပါ။ရန်သူတက်တာပဲဖြစ်ဖြစ်ကို့အစိုးရကတက်တာပဲဖြစ်ဖြစ်အဖွဲ့အစည်းအတွက်တော့အရေးမကြီးပါဘူး။အဲ့ဒီအချိန်မှာဒေဂျိုဟာအရာအလုံးကိုနားလည်သွားခဲ့ပါတယ်။သူ့အဖေဘာကြောင့်ပြန်မလာနိုင်ခဲ့တာလဲဆိုတာသူ့အဖေလည်းမစ်ရှင်အောင်မြင်ပြီးနောက်အိမ်ပြန်ခွင့်မရပဲတက်ဖြတ်ခံခဲ့ရတာဖြစ်နိုင်ပါတယ်။သူ့ရဲ့နှစ်ပေါင်းများစွာတစ္ဆာရှိခဲ့မှုဟာအလကားဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒေဂျိုဟာတစ္ဆာဖောက်ဆက်တွေကိုဖယ်ရှားလိုက်ပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့အလွန်ကြီးမားတဲ့နာကျင်မှုနဲ့တစ္ဆာဖောက်ခံရတဲ့ခံစားချက်တွေကျန်ခဲ့ပါတယ်။အခုတော့သူ့မှာပြန်သွားစရာနေရာလည်းမရှိတော့ပါဘူး။အပြေရှာဖို့အတွက်ဒေဂျိုဟာသူ့ကိုကူညီပေးခဲ့တဲ့အသက်ကြီးအမျိုးသမီးရဲ့ဆိုင်စီကိုပြန်သွားခဲ့ပါတယ်။ဒါပေမဲ့သူမမျှော်လင့်ထားတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ဒေဂျိုဟာအပြေရှာဖို့အတွက်သူ့ကိုကူညီပေးခဲ့တဲ့အသက်ကြီးအမျိုးသမီးရဲ့ဆိုင်ကိုပြန်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကိုရောက်တဲ့အခါသူမျှော်လင့်ထားတဲ့အရာနဲ့လုံးဝမတူတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ဆိုင်တဝိုက်မှာရဲတွေအပြည့်ဝိုင်းထားကြပြီးအခြေအနေကအလွန်တင်းမာနေခဲ့ပါတယ်။ဒေဂျိုနားလည်လိုက်ပါတယ်။သူ့ကိုကူညီပေးခဲ့တဲ့အမျိုးသမီးရဲ့လှုပ်ဝက်အထောက်ထားလည်းပေါ်သွားပြီဆိုတာပါ။အဲ့ဒီအမျိုးသမီးကလူအုပ်ကြားထဲမှာပုန်းနေတဲ့ဒေဂျိုကိုတွေ့လိုက်ပါတယ်။သူမကဒေဂျိုကိုရှောင်ပြေးဖို့အော်ပြောလိုက်ပါတယ်။ပြီးတော့ခဏကြာမှပဲရဲတွေကသူမကိုဖမ်းဆီးသွားခဲ့ပါတယ်။ရဲအကြီးကဲကတော့လူအုပ်ထဲမှာဒေဂျိုရဲ့တုတ်ပြန်ပုံကိုသတိထားမိသွားပါတယ်။သူ့မျက်နှာမှာထင်ရှားတဲ့စိုးရိမ်မှုကိုမြင်ပြီးဒီလူဟာဒီအဖြစ်အပျက်နဲ့ဆက်နွယ်နေတယ်လို့ခန့်မှန်းလိုက်ပါတယ်။ဒါကြောင့်ရဲတွေကိုဒေဂျိုနောက်လိုက်ဖမ်းခိုင်းခဲ့ပါတယ်။ဒါပေမဲ့ဒေဂျိုဟာသူ့ရဲ့အေဂျင့်ကျွမ်းကျင်မှုကိုအသုံးချပြီးအောင်မြင်စွာလွတ်မြောက်သွားခဲ့ပါတယ်။အခုတော့ဒေဂျိုမှာလုံခြုံတဲ့နေရာမရှိတော့ပါဘူး။ရန်သူတွေကသူ့ကိုရှာနေကြပြီးကိုယ့်ဘက်ကအဖွဲ့အစည်းကလည်းသူ့ကိုစွန့်ပစ်ထားခဲ့ပါပြီးနောက်ဆုံးမှာသူ့စိတ်ထဲပေါ်လာတဲ့တနေရာကတော့ဟီယန်ရဲ့အိမ်ဖြစ်ပါတယ်။သူဟာဒဏ်ရာတွေနဲ့ဟီယန်စီသွားပြီးအကူအညီတောင်းခဲ့ပါတယ်။ဟီယန်ကလည်းသူ့အခြေအနေကိုမြင်ပြီးကူညီပေးခဲ့ပါတယ်။သူမကဒေဂျိုရဲ့ဒဏ်ရာတွေကိုကုသပေးခဲ့ပြီးတဖြည်းဖြည်းပြန်ကောင်းလာအောင်စောင့်ရှောက်ပေးခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲဟီယန်ဟာဒေဂျိုရဲ့အမှန်တရားကိုသိသွားခဲ့ပါတယ်။ရုပ်မြင်သံကြားသတင်းတွေကနေဒေဂျိုဟာမြောက်ကိုရီးယားအေဂျင့်တယောက်ဖြစ်ကြောင်းသိရှိလိုက်ရပါတယ်။တာမန်လူတယောက်ဆိုရင်ကြောက်လန့်ပြီးရဲကိုအကြောင်းကြားနိုင်ပါတယ်။ဒါပေမဲ့ဟီယန်ကတော့မလုပ်ခဲ့ပါဘူး။သူမကဒေဂျိုဟာမကောင်းတဲ့လူတယောက်မဟုတ်ဘူးဆိုတာနားလည်ခဲ့ပါတယ်။သူလုပ်ခဲ့တဲ့မြတ်ဟာသူ့ညီမလေးကိုကာကွယ်ဖို့နဲ့ပြန်တွေ့ဖို့အတွက်ဖြစ်ကြောင်းသိခဲ့ပါတယ်။ဒါကြောင့်သူ့ကိုဆက်ပြီးကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်တစ်နေ့မှာဟီယန်ဟာအစားအသောက်ဝယ်ဖို့အပြင်ထွက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမမျှော်လင့်ပဲရဲကြီးကဲနဲ့တွေ့ခဲ့ပါတယ်။ရဲကြီးကဲကဒေဂျိုဘယ်မှာရှိလဲဆိုတာမေးမြန်းခဲ့ပါတယ်။သူကဟီယန်ဟာတခုခုသိနေတယ်လို့တန်တရားရှိနေပါတယ်။ဒါပေမဲ့ဟီယန်ကစိတ်မလှုပ်ရှားပဲဘာမှမသိတယ်လို့ဟန်ဆောင်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့မြောက်ကိုရီးယားအာဏာပိုင်တွေဟာဒေဂျိုရဲ့ညီမလေးကိုတိတ်တဆိတ်တောင်ကိုရီးယားကိုခေါ်လာခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ခိုးယူထားတဲ့စိတ်တွေကိုပြန်ရယူဖို့ဖြစ်ပါတယ်။မကြခင်မှာပဲဒေဂျိုစီကိုအဖွဲ့အစည်းကဖုန်းဆက်လာပါတယ်။သူတို့ကအမိန့်ပေးခဲ့ပါတယ်
စိန်တွေကိုပြန်ပေးပြီးသူ့ညီမလေးကိုကယ်တင်ရမယ်ဒီသတင်းကိုကြားလိုက်တဲ့အချိန်မှာဒေဂျိုရဲ့နှလုံးသားလေးထိခိုက်သွားပါတယ်သူ့ညီမလေးဟာသူ့ဘဝမှာကြန့်ရှိနေတဲ့တူဦးလေးသောမိသားစုပါဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်သူမကိုကယ်တင်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မနက်စောစောမှာဒေဂျိုဟာစိန်တွေယူပြီးတတ်မှတ်ထားတဲ့နေရာကိုမော်တော်ဆိုင်ကယ်နဲ့ထွက်လာခဲ့ပါတယ်မော်တော်ဆိုင်ကယ်အတန်ကြောင့်ဟီးရန်နိုးလာခဲ့ပါတယ်သူမရဲ့စိတ်ထဲမှာမကောင်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်တခုခုအန္တရာယ်ရှိနေပြီလို့ခံစားမိတာကြောင့်သူမကရဲကြီးကဲကိုဆက်သွယ်ပြီးအကူအညီတောင်းခဲ့ပါတယ်တတ်မှတ်ထားတဲ့နေရာမှာတော့ဒေဂျိုဟာနောက်ဆုံးတော့သူ့ညီမလေးကိုတွေ့လိုက်ရပါတယ်နှစ်ပေါင်းများစွာအိမ်မက်မက်ခဲ့တဲ့ပြန်လည်တွေ့ဆုံမှုပါဒါပေမဲ့သူမသိသေးတာကဒီတွေ့ဆုံမှုဟာအစီအစဉ်ချထားတဲ့ထောင်ချောက်တစ်ခုဖြစ်နေတယ်ဆိုတာပါတတ်မှတ်ထားတဲ့နေရာမှာဒေဂျိုဟာနှစ်ပေါင်းများစွာစောင့်မျှော်ခဲ့ရတဲ့အခိုက်အတန့်ကိုရောက်လာခဲ့ပါတယ်သူရှိမှာသူ့ညီမလေးရက်နေခဲ့ပါတယ်ဒေဂျိုအတွက်တော့ဒီအချိန်ဟာသူ့ဘဝတစ်လျှောက်လုံးမျှော်လင့်ခဲ့ရတဲ့အိမ်မက်တစ်ခုအမှန်တကယ်ဖြစ်လာတဲ့အချိန်ပါဒါပေမဲ့သူမသိခဲ့တာကဒီပြန်လည်တွေ့ဆုံမှုဟာရန်သူတွေရဲ့ထောင်ချောက်တစ်ခုဖြစ်နေခဲ့ပါတယ်ဒေဂျိုကစိန်တွေကိုလွှဲပေးဖို့ပြင်နေချိန်မှာအနီးအနားမှာပုံနေတဲ့ရန်သူအေဂျင့်တွေကသူ့ကိုတနက်တွေနဲ့ချိန်ထားခဲ့ကြပါတယ်စိန်တွေရသွားတာနဲ့သူ့ကိုချက်ချင်းတက်ဖို့စီစဉ်ထားကြပါတယ်အခြေအနေကအဆုံးစွန်တင်းမာနေချိန်မှာရုတ်တရက်တနက်တန်တစ်ချက်ထွက်ပေါ်လာခဲ့ပါတယ်ရဲကြီးကဲနဲ့ရဲတပ်ဖွဲ့တွေအချိန်မီရောက်လာခဲ့ကြပါတယ်ရန်သူတွေရဲ့အစီအစဉ်ပြတ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဒေဂျိုဟာသူ့ညီမလေးကိုခေါ်ဆောင်သွားတဲ့ကားနောက်လိုက်ခဲ့ပါတယ်ဒါပေမဲ့ကားအချိန်ကမြန်လွန်းတာကြောင့်မဖမ်းမိနိုင်ခဲ့ပါဘူးသူ့ညီမလေးကိုထပ်ပြီးဆုံးရှုံးရတော့မလို့ဖြစ်နေချိန်မှာရဲကားအများပြားကလမ်းကိုပိတ်ဆို့လိုက်ကြပါတယ်နောက်ဆုံးမှာတော့သူ့ညီမလေးကိုကယ်တင်နိုင်ခဲ့ပါတယ်ညီမလေးဘေးကင်းကြောင်းသိရပြီးနောက်ဒေဂျိုဟာတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်သူ့ဘဝတည်းကအေဂျင့်ဘဝဟာဒီမှာပဲအဆုံးသတ်ပြီလို့ထင်ခဲ့ပါတယ်ဒါပေမဲ့သူမှားနေခဲ့ပါတယ်မြောက်ကိုရီးယားဖွဲ့စည်းကနောက်ထပ်ပြစ်မှတ်တစ်ခုရွေးချယ်လိုက်ပါတယ်အဲ့ဒါကတော့ဟီယန်ဖြစ်ပါတယ်အဲ့ဒီညမှာဒေဂျိုစီဖုန်းတစ်ခေါ်ရောက်လာခဲ့ပါတယ်သူတို့ကချင်းချောက်ခဲ့ပါတယ်စိန်တွေပြန်မပေးရင်ဟီယန်ကိုနောက်ထပ်ပြစ်မှတ်အဖြစ်တပ်ပစ်မယ်လို့ပြောခဲ့ပါတယ်ဒေဂျိုကချက်ချင်းနားလည်လိုက်ပါတယ်ဟီယန်ဟာသူ့ကြောင့်အနေနဲ့ရောက်နေတာပါဒါကြောင့်ဒီအရာအလုံးကိုကိုယ်တိုင်အဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်မထွက်ခွာခင်ဒေဂျိုဟာရဲအကြီးအကဲကိုလှုပ်ဝက်ဖုန်းဆက်ခဲ့ပါတယ်ပြီးတော့သူ့ဖုန်းကိုနေရာတစ်ခုမှာခြံထားခဲ့ပါတယ်ရဲတွေကသူ့တီနေရာကိုခြေရခံနိုင်အောင်ဖြစ်ပါတယ်ထို့နောက်သူဟာတယောက်တည်းနောက်ဆုံးတွေ့ဆုံရနေရာကိုသွားခဲ့ပါတယ်နေရာကိုစစ်ဆေးပြီးနောက်ဟီယန်အသက်ရှင်နေသေးကြောင်းဒေဂျိုသိလိုက်ပါတယ်သူကစိန်တွေကိုထုတ်ပြီးလေထဲပစ်လိုက်ပါတယ်စိန်တွေကိုရယူဖို့ရန်သူအားလုံးအာယုံပြန့်သွားချိန်မှာဒေဂျိုကချက်ချင်းပစ်ခတ်ပြီးရန်သူတယောက်ကိုလဲကျစေခဲ့ပါတယ်ဒါပေမဲ့ရန်သူအရေးအတွက်ကအယမ်းများနေပါတယ်နောက်ဆုံးမှာကြည်တောင်းကသူ့ပကုံးကိုထိမှန်သွားပါတယ်ဒဏ်ရာရသွားပေမဲ့ဒေဂျိုကမရက်ခဲ့ပါဘူးသူဟာဟီယန်ရှိတဲ့အခန်းထဲကိုဝင်ပြီးဆက်လက်တိုက်ခိုက်ခဲ့ပါတယ်တိုက်ပွဲအတွင်းမှာဒေဂျိုဟာအနီးမှာရှိတဲ့တမွေးဘူးတစ်လုံးကိုတတိထားမိခဲ့ပါတယ်သူကပောက်ကွဲစေတဲ့ပစ္စည်းကိုအဲ့ဒီဘက်ပစ်လိုက်ပါတယ်ပြီးတော့ဟီယန်ကိုဖတ်ပြီးကာကွယ်ထားခဲ့ပါတယ်ခဏအကြာမှာကြီးမားတဲ့ပောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်ရန်သူအများအပြားလဲကျသွားခဲ့ပါတယ်ဒေဂျိုနဲ့ဟီယန်တို့လည်းထွက်ပြေးဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့နောက်ဆုံးမှာရန်သူအေဂျင့်တယောက်ကသူတို့နောက်လိုက်မိလာခဲ့ပါတယ်သူကဒေဂျိုကိုမြေပြင်ပေါ်လဲချပြီးဖိထားခဲ့ပါတယ်အဲ့ဒီအချိန်မှာအဝေးကနေရဲကားအတန်တွေကြားလာခဲ့ပါတယ်အကူကြီးနီးလာပြီဆိုတာသိလိုက်တဲ့ဟီယန်ကလည်းအားကုန်ပြန်တိုက်ခိုက်ခဲ့ပါတယ်တစ်ဖက်မှာတော့မြောက်ကိုရီးယားကောင်းဆောင်ကတတိပြန်ရလာပြီးတနက်ကိုချိန်လိုက်ပါတယ်သူပြစ်ခတ်မဲ့အချိန်မှာရဲကြီးကဲနဲ့ရဲတပ်ဖွဲ့တွေရောက်လာခဲ့ပါတယ်ဒါပေမဲ့ဒေဂျိုကတော့သူ့ဆုံးဖြတ်ချက်ကိုချပြီးသားပါဒေဂျိုဟာမြောက်ကိုရီးယားကောင်းဆောင်ကိုတနက်နဲ့ချိန်ပြီးပြောခဲ့ပါတယ်သူဟာသူ့မွေးရမြေကိုပြန်မသွားနိုင်တော့ဘူးဒါပေမဲ့သူ့ညီမလေးရဲ့လွတ်လပ်မှုအတွက်ကိုယ့်အသက်ကိုဆွလို့ဖို့အသင့်ရှိတယ်လို့ဆိုခဲ့ပါတယ်ပြီးတော့ဒေဂျိုကမဆိုင်မတော်ပစ်ခတ်လိုက်ပါတယ်နှစ်ဖက်ကြားပြင်းထန်တဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်နောက်ဆုံးမှာတော့နှစ်ယောက်စလုံးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်ဟီယန်ကဒီမြင်ကွင်းကိုမျက်ရည်တွေနဲ့ကြည့်နေခဲ့ပါတယ်ရဲကြီးကဲကဒေဂျိုစီအမြန်ပြေးလာပြီးဆေးရုံကိုခေါ်သွားခဲ့ပါတယ်ဒါပေမဲ့ဒဏ်ရာတွေကအယမ်းပြင်းထန်နေခဲ့ပါတယ်ဒေဂျိုရဲ့အသက်အားနည်းလာချိန်မှာတော့သူ့နှုတ်ကထွက်လာတဲ့စကားကတခုတည်းပါညီမလေးသူ့နောက်ဆုံးအချိန်ထိသူစိုးရင်ခဲ့တာကသူ့ညီမလေးရဲ့လုံခြုံရေးပဲဖြစ်ပါတယ်ဆရာဝန်တွေရဲ့အစွမ်းကုန်စူးစမ်းမှုကြားထဲမှာပဲဒေဂျိုဟာဒဏ်ရာတွေကြောင့်အသက်ဆုံးရှုံးသွားခဲ့ပါတယ်ဒါပေမဲ့သူ့ဆန္ဒတစ်ခုကတော့ပြင်းမြောက်ခဲ့ပါတယ်သူ့ညီမလေးဟာလုံခြုံနေခဲ့ပါတယ်ဇလန်အဆုံးမှာဟီယန်ဟာဒေဂျိုရဲ့ညီမလေးကိုစောင့်ရှောက်ဖို့တာဝန်ယူခဲ့ပါတယ်သူမကအဲ့ဒီကလေးမလေးကိုကိုမိသားစုဝင်တယောက်လိုလက်ခံခဲ့ပါတယ်ဒေဂျိုဆုံးရှုံးမှုနဲ့ဝမ်းနည်းနေကြပေမဲ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အားပေးရင်းရှေ့ဆက်နိုင်ခဲ့ကြပါတယ်ဒီလိုနဲ့ဒေဂျိုရဲ့နောက်ဆုံးဆန္ဒသူ့ညီမလေးကိုဘေးကင်းစွာကာကွယ်ပေးဖို့ပြင်းမြောက်သွားခဲ့ပါတယ်ဒီဇလန်ကတော့ဝမ်းနည်းစရာနဲ့မျှော်လင့်ချက်ရောနှောထားတဲ့အဆုံးသက်တစ်ခုနဲ့ပြီးဆုံးသွားပါတယ်